ကောင်းလားဟဲ့ဒုံရင်နဲ့ပွဲမှာခုနှလုံးသားချင်သာရဲ့ပန်းလို့ခုပင်နေအားလုံးမင်္ဂလာဟေးအောင်စီတီတမိုးရစေတဲ့ကိုရဲ့နှလုံးသားထဲမှာညလုံးမေးကုန်တယ်ဖူးခင်မလေးရဲ့လေးချက်ပေးထားခဲ့တဲ့မျက်လုံးလေးရဲ့ချစ်ဘလူးနဲ့ပန်းစားတဲ့မျက်လုံးလေးရဲ့ချစ်တဲ့ပြောပါတော့လားမင်းနဲ့တွေ့ရ냐ကိုနှလုံးသားချင်နာရဲ့ပန်းလို့ခုပွင့်နေတို့ရင်တွေရင်နဲ့ရောက်လာတယ်နှလုံးသားလေးတို့ရင်ကနေတယ်ဆွေးပြီးလက်ခုပ်တဲ့အခြေအနေတစ်ချက်လောက်ဒီပေးပါဦးညာဟေးထီကောင်းလားဟေးဒုံရင်နဲ့ပွဲမှာကိုနှလုံးသားချင်သာရဲ့ပန်းလို့ခုခွင့်နေစေတဲ့ကိုရဲ့နှလုံးသားထဲမှာညလုံးပဲကုန်နေဖို့ပြင်ပါလေရဲ့ယိုလေးချက်ပေးထားခဲ့တဲ့မျက်လုံးလေးရဲ့ချစ်ဘလူးနဲ့ပန်းစားတဲ့မျက်လုံးလေးရဲ့ချစ်တဲ့ပြောရတော့လားကိုရဲ့နှလုံးသားထဲမှာညလုံးပဲကုန်နေမိတ်မချောလေးရဲ့ရှင်နေရောက်လာတယ်နှလုံးသားလေးထုံးရိပ်ကနေတယ်ရှုသားလေးကရင်မလေးရဲ့မိဖြောင်းလို့မရတော့ဘူးချင်တယ်ဟေးအထီကောင်းလားဟေးဒုံရင်နဲ့ပွဲမှာညလုံးပဲကုန်နေဖူးခင်မလေးရဲ့ဟေးစီတီတမိုးရစေတဲ့ဒီနေ့တွေ့ရ냐တညာလုံးမေးကုန်နေမိတ်မချောလေးရဲ့အားလုံးချစ်တဲ့နေ့တမှာလေ
ကိုယ်တယောက်တည်းရှိတဲ့စီရဲ့ကိုနှလုံးသားနိုင်ငံငယ်ခေါင်းကိုဘောက်ကထူကြမယ်လာနေချေအောင်ရဲ့ရိုင်လေတော့မဲ့တေးလေးရဲ့ရှိနေနေကုန်ရဲ့စင်မပြေနိုင်တဲ့ခုဘဝတိုင်းပဲကွယ်ပင်နိုင်တဲ့ပန်းလေးတစ်ခွေကိုအတွက်ကြောင့်မညှို့နှံနေခြင်းနဲ့ပြာလေးတို့ထက်လူညံ့နဲ့မိတ်ကလေးငယ်ကိုခွေဘဝခီးချက်နဲ့ချစ်တစ်ခုနဲ့မလန့်ငယ်နေခြင်းနဲ့မလာချင်ပါတဲ့ဟုတ်လားမိတ်ကလေးရှိတဲ့တော့ရွှေကိုယ်သောခေတ်ခံတော်လေစံမြန်ရာချီရန်သိပြများတော်လေဒီလိုမှပြမလေးတစ်ပါးဖြစ်စီခွေအချစ်လေးရဲ့ဒီလိုမင်းကိုပို့ထားခြင်းနဲ့နှလုံးသားမှာရှိတယ်ခြေတွေကိုမိခဲနဲ့မိထုံးမဆွဲပြီးချင်ပါတယ်ရှိတဲ့လက်လိုက်ပန်းလေးတစ်ဝိခင်ပြီးနေခြင်းနဲ့ကိုယ်လုံးသွေးနဲ့မိလကန်းလေးစီဆွေးနေခြင်းနဲ့ပြောစရာတွေပဲမိထွက်ဖြစ်ရမယ်အားလုံးမင်္ဂလာပါဗျာဟုတ်ဗျာဆိုးစီလာအိတ်နေတယ်ဟိုမှာနေရနေပြီးတော့နော်မတန်းကျွလို့ထဒီတမုန်တိုင်းရှိလို့ကိုရဲ့ဘဝငြိမ်းချမ်းလာခြင်းပဲကိုတို့နှစ်ယောက်ထွက်လာပြီးညရောက်ရှိလာခြင်းပဲချစ်ဆုံးလေးထွက်ဖက်ခင်လက်ခင်ပြီးချိန်မှာပဲလာကောင်းမှာဖို့ကိုရဲ့မိန်းကလေးရှိနေတော့ရှိကိုယ်သောခင်ကံတော်လေစံမြင်ရာချွေရန်တင်ပြများတော့လေဒီလိုမှပြေမလေးတစ်ပါးဖြစ်စီခွေအချစ်လေးရဲ့ဒီလိုမင်းကိုပို့ထားချက်နဲ့လုံးသားမှာအားလုံးရှိတယ်ခြေတွေကိုမိခဲနဲ့မိထုံးမဆွဲပြီးချင်ပါတယ်ခြေလက်လိုက်ပန်းလေးတစ်ပွင့်ဖြစ်ပြီးနေခြင်းနဲ့ကိုယ်နှလုံးသွေးနဲ့မင်းကန်းလေးဆေးဆိုနေခြင်းနဲ့ပြောစရာတွေပဲမိအတွက်ဖြစ်ရမယ်ခြေတွေနိုင်ကြပါရဲ့နော်မေ့နေကြလားကျွန်တော်တို့ဒီနေ့နှုတ်ဆက်ညချမ်းလေးမှာလာရောက်ပြီးတော့အားပေးကြတဲ့မိသားစုတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာလွတ်ပေါင်းလက်ကုပ်တန်းအကျဉ်းကြီးတစ်ချက်လောက်တီးပေးပါဦးထားတော့ပွဲထွက်ပြီထားတော့နော်ရပြီဒီလောက်ဆိုရတယ်โอเคကျေးဇူးအများကြီးတင်ပါတယ်